မနဲ့ထရရွာတဲ့မို့ခုစက်နေမတိုက်ဘူးဒီမိုးနဲ့ငါဘာလဲလောက်စားမယ်ဝက်တယ်ကလေးမချဘူးတော့တော့ပတ်တော့ မကြောက်ဖို့ပါယူတာကျွန်တော်ကြောက်ဖို့ကင်ကြိုက်ဘူးမှာဘာလို့ယူရလဲ ဟမ်ခဏလေးဗီဒီယိုကြည့်နေတာလေဘာဖြစ်လဲကိုမောင်ဖော်အမားကင်တာဘာဖြစ်စမ်းလား မနေ့ကလိုက်ရှာအခုမှအမားလက်ထရတွေ့တယ်ကိုကြောက်ဖို့ကင်မကြိုက်ဘူးကြိုက်နောက်ကမကန်နဲ့ ဟဲ့ဘလို့မောင်လေဘာဝင်ရှင်ကြိုင်စဉ်းစားကြည့်ဒီဘလို့ကက်ကလန်ပြန်ပြောတာအမားကိုအေးငါဖုန်းပြန်ရတော့ငါဖုန်းကန်ရင်ကန်ကြီးနင်းငါတွေ့မယ်ဘာဖြစ်တာအဖြစ်သေးတာ မကန်နဲ့နောက်ကကြောင်မကြိုက် ဘူးဖဲလေကွဖဲလေကွအဝတ်လေကောင်ထောက်လာနေခဏနေပူတော့မယ်ဝတ်လေတစ်ထမ်းမကြထောက်လာငါကောင်ရှောက်ပြကြီး ကျွန်တော်ပြင်သွားချက်စီကမလောက်လိုက်ရအောင် ဟမ်အမေရိုင်အမေအမေ လူဖြစ်နေနဲ့စောက်တန်လူချမ်းမကောက်ပြဖြစ်ဖြစ်တက်တက်ခေါ်လဲရတယ်လေ အမေလာလေတမီးပြောနေတာဝဲလန်းတော့မလားဘူးတမီး ဘာမောက်မသိဘူးကဲအခုဘာဖြစ်ပြန်မလဲနှစ်ယောက်ကိုက်နေမြဲတမ်း ဘာပြမလဲအမေတာဖုံးလေးခဏလေးတမီးကြိုင်တာတမီးကက်ကက်လာပြန်ပြောခုနှစ်ကြားရှင်းကြလေစဉ်းစားကြည့်တမီးပတ်ဝန်းကျင်ဘယ်လိုထင်ပါလဲသူ့မောင်အဲ့လိုပြောရဲဆိုပြီးတော့အခုတမီးပြတာဝဲလေကောင်ထောက်လာတမီးမနက်ကဝဲလေကောင်ရှော့ပြပြီအဲ့တော့ထောက်မထမ်းအပြင်သွားမလို့တဲ့အဲ့ဒါမင်းခိုင်းမှတခါလေတမီးသွားကြကြည့်တယ် ကဲလှုပ်ရှားရှာနှစ်ယောက်တူလှုပ်ကြဟေးညီတို့ဆိုတာငါပြောချင်ဘူးမောင်မနှစ်ယောက်တွေ့ရသွားအိမ်ခွဲထားမယ်နှစ်ယောက်ကိုမြဲတမ်းကိုက်နေကြ ဝဲထားပေးကြတော့အခုကမေးပဲသွားမလဲ ဈေးသွားမယ်လေဒီမှာဈေး ကိုမေးသားမင်းဆိုင်ခိုင်းတယ်ခိုင်းပါမေးသားသူခိုင်းနေဘူး လှုပ်ရှားရှာမောင်မနှစ်ယောက်ခွဲလှုပ်ကြငါဈေးသွားမယ်ပြန်လာမယ်ခလားနေချက်ဖို့ပြောနောက်ကျနေပြီ တော့ငါရှက်မိုးလင်းအမားကက်ကက်လာခုနှစ်ကြားရှင်းတာ မနန်းကြီးအခုပါခိုင်းမှာကျွန်တော်မှတငယ်ချင်းနဲ့ပြင်သွားချက်ရှိတယ် နေမတတ်တဲ့နေမတတ်တဲ့ငါပေါ်နန်းကြီးတယ်နေစကားတော့ငါတောင်းမကြချင်ဘောတရငါတောင်းတယ်မျက်နှာခုနှစ်ခါကျော်ချက်ခါဆိုနေခုနအမေလောက်ခိုင်းမှာကြားရနော်ထမိုးတဲ့ခိုင်းတယ်ထမိုးတဲ့ရမယ်အဲ့နေထင်းတက်ယူမလားမိထဲမလား ထင်းသွားယူမယ် ဘာလုပ်ပဲ ထင်းမဲသွားယူမယ် ထင်းတိုက်မယ်ဆိုရေခတ်ထရမယ်စံဆေးဖို့တက်ယူထင်းမဲမြန်တက်ယူသွားဒီတော့ငါရှက်ဒီမျက်နှာတွေ့နေတော့မီတော့ပူတယ်အခုတော့ညာတယ်ဘောတိုင်ပါငါရမ်းလောက်တယ်လူကြားအောင်ငါပတ်ဝန်းကျင်ငါပောက်ဆိုတဲ့ထင်းမယ်နေထင်းယူခိုင်းလားမလာတော့လား လာပြီ လာတော့လား ဟောလာပြီလာတာ ဖြစ်ဖြစ်ပြစ်ချလေးဒီလောက်တာငါစားထားတာမဟုတ်ဘူးဘလို့ဖြစ်နေတာမျက်နှာစံစေးမို့ရေမရှိဘူးရေထက်ပြီအောင်နေရေတက်ခတ်တယ်ဘာလုပ်တာလဲရေမခတ်တတ်ပါနဲ့နေပြောတယ်ပဲဖောက်လားထင်းယူရေခတ်ထက်ရမယ်လို့ အဲ့တော့ဟိုကြိုက်မဲ့လူကြောက်မှမရှိလား ဟမ်နေပြောတယ်လို့ငါကြိုက်မယ်လို့စစ်စစ်မစစ်စစ်ငါတယောက်တည်းလှနေတယ်ငါတယောက်တည်းတောက်ပနေတယ်ဝါကြီးကြွားလုံးမှာငါလှနေတယ် ဘူးလားနေစောက်တာဟိုလမ်းတစ်ဖက်ကြော်ကြားတယ်လို့ဖြစ်တာလေ ဟာအမေတမျိုး မနှက်တရားမပေးအောင်နေပြောရင်မီးပါခံဆက်ခံပြောစိတ်မရှိဘူးလို့မ ငါ လား လည်းမသိအမေတာ တာ ပါ က လို့ ချက်ပေါ့ပြုတ်ဆက်ကြပြုတ်ပေါ့ ကိုတမောတဲ့ကိုစံစင်းနေ ညာလို့မဆောလာဖို့မပြီးပဲနေပဲဘာမှမပြီးသေး အမေတမျိုးအမေတာတမျိုးသမီးဆက်ရှုပ်တယ် ဒီမှာရဈေးကဝယ်လာတယ်မောင်မနဲ့အောင်စားဖို့ အဲ့ရတော့မလဲအခုမလုပ်ပြရမှာပြော ရအဲ့ဒါကောင်ချက်ပြုတ်လို့ဖို့လှုပ်ထားငါမသွားစရာရှိရခဏပြန်လာမယ် နေအမေသမီးနောက်ပြောကြစီတည်တယ်သမီးလိုချင်တာဝယ်ခိုင်းစားစီလို့ ပြောမြန်ပြော အင်ချမပြောမယ်လိုက်လာခဲ့မယ်သွား ပြီးရော ဒီအလုပ်တွေပြီးပါရင်အပြီးနာတနေ့ကုန်တနေ့တော့ချက်ခိုင်း မရင်မချက်နေမှာတားဖိုက်ထားနေကြီး ဟာလို့ဖြစ်လေမနေမအောင်ချက်ခိုင်းထားတယ်လို့မနဲ့ပြန်ပြီးတော့လား မလာကြီးမကြီးအောင်မေးသမီးတို့ နင်းကခိုင်းတဲ့လုပ်တွေပြီးပါလား ယူရဲကောလို့ ဟဲ့ခမင်းချက်နေစက်မလွယ်တယ်ထင်လို့လားစားလိုက်နေရခဏလေးငါမှနောက်မှကြည့်လိုက်မိဖို့တက်လူလူနဲ့တော့အိုးမဲတမဲမဲနဲ့ဘဝကိုပြတ်နေတယ်လို့ခံစားရတယ်အမေ ဟာဘာလဲ အမေတမီးပေါ်ဝမယ်ပြောထားတာလားဝင်အောင်ကြည့်နေပြီအမေတမီးပေါ်ဝမယ်ဝီဖောင်းမစစ်မနေနိုင်ယူတော့မယ်ဘာမှလည်းမကြိုက်ဘူးမထီဘူး မလေးမလေးဟာ ညလေအိမ်ညာနေလေအိမ်ညာ ထိန်းပါအောင်နေမအောင်ကြည့်နေဒီတိုင်းမှာဘာဖြစ်လာလဲ မပြောနဲ့အမေသူ့ဖုန်းတမီးကြိုက်တာတမီးကက်ကက်လာပြန်ပြောတယ်အမေတမီးဖုန်းတစ်လုံးဝယ်ပြအမေတောင်းမဲ့နာတယ်တမီးကြိုက်တာခိုင်းအိမ်လုံးတမီးကိုခိုင်းအပြင်ကြိုက်တာခိုင်းတမီးကဝှရှောက်တမီးဖုန်းမစစ်မနေနိုင်လို့အမေဝယ်ပေးပါတော့လို့ တာပါတော့ဝယ်ပေးမှမလေးစိတ်ပြောင်းကောင်းလိုက်တာနေမူရဘာဖြစ်လာလင်လာယူနေတဲ့ဆိုင်ကဘလို့ဖြစ်နေနောက်ညင်းနေရပဲ အမေဖုန်းဝယ်ပေးမဝယ်ပေးလားမဝယ်ပေးတော့တမီးဒီနေ့ဆိုင်ဘာလို့မှမလုပ်တနေ့ကုန်တညတော့အထိုင်အိတ်နေမယ်ဘာလို့မှမလုပ်ဘူး အဲ့လိုမှသိလို့မလားကမေဝယ်လာပေးပြီနင်တို့မောင်မနဲ့ကိုက်နေမြဲတာဖုန်းကိစ္စနဲ့မနက်ကဈေးသွားတော့ဝယ်လာပေးပြီနင်းမောင်ရှိမှဖုန်းပေးထားတယ် အမေတမီးအဲ့ဒါတွေမကြိုက်တာတမီးမကြိုက်တဲ့ဖုန်းဖြစ်နေဘယ်လိုလုပ်မှာလဲ ဟာကြိုက်တယ်နင်းမောင်ဖုန်းနဲ့တပုံစံနဲ့လာပေးတာတာပေးလိုက် ရောဒီမှာ အမဖုန်းနဲ့ဘာအကြောင်းရဆိုတာမောင်လေးကိုရှင်းပြခိုင်းသွားပြီ ဘာဖုန်းလဲလား ဟောနာ ဟုတ်လား ဟာလေ ဟဲ့
你那对象表表的碰的那，哪里的那？ မမြန်ဖွင့်မှာပြင်သွားကြစီတငယ်ချင်းနေ ဖွင့်နေတယ်မမြင်ဘူးလားငါထိုင်နေတာမမောက်လားဘာလဲမသိဘူးနေရမြန်ငါနှားလိုက်တာဖုံးရောက်ပြီကိုမကျတဲ့ရောင်လေးသိတယ်နော်ဟဲ့ဖုံးနမပါလေ ဒါအမားတော့တီးချမ်းဝယ်ခဲ့ပြီလား Honda HCD ဟိုနာ ACD ဟိုအရန်ကြိုက်တယ်အခု hot ဖြစ်နေတယ်အမတော့ငယ်ချင်းနေကြိုင်ထားတာလေဝေါ်ကွယ်နော်မလီတော့အမမျက်နှာငယ်နေရတယ်ဟဲဖုံးမှန်ရလဲအကျူပဲအပြည့်ပဲနော် နည်းနည်းပြင်းလဲကျဲတယ်နောက်ပထီရလဲကြီးပဲ အေး တစ်ခါတော့2ရက်လောက်သုံးလို့ရတယ် ပထီရအဲ့လောက်ခံတာလား ခံတာပေါ့ ကောင်းတာပေါ့အခုတော့အမလီမီးပြက်နေတဲ့ຢာဒီမှာဆိုတစ်ခါသုံးခွဲအကြာကြီးပဲတော့တယ်ငါမောင်လေးကျွေးစုတင်နေအမလေးအရန်ကြိုက်တယ်ဂိမ်းစော့ခြင်းနဲ့မမောက်ဂိမ်းနေတောင်းပြီး ဂိမ်းလဲဆိုတော့ကျန်တန်းနဲ့ခံတယ် အကြမ်းများခံတယ် ဂိမ်းဆိုတော့ကြာသူ အကြမ်းများခံတာတော့အမရန်ကြိုက်တယ်ဘာဖြစ်လို့အမဟိုပြစ်ချတီပြစ်ချကလ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 ဆိုဘာဟိုနေရပြစ်ချတီနေပြစ်ချဆိုတော့လေအကြမ်းများခံတာကိုကြိုက်တယ်ဖုန်းနံပါတ်ပါလဲပြန်ပြောပြအောင် Honda ဟိုနာ ACD အရန်ကြိုက်တယ်အယောင်လေးလည်းအရန်ကြိုက်တယ်မောက်ဂိမ်းနေတောင်းပြီးဈေးနှုန်းကြွားလို့ရအောင်တပြည့်ချင်းနေ ဒီနှုံကအတိကျဆိုလို့ရှိရင်အခုဝယ်ခဲ့ပြီလားအမားကို3သိန်း4တောင်းနဲ့9တောင်း3သိန်း9တောင်မပြည့်ဘူး ဟဲတုံလိုက်တော့3သိန်း4တောင်း9တောင်ပဲလား ဟုတ်တယ် ဒီနိုးမေကစင်းနေတာနဲ့အမလီဒီလိုဖုန်းအကြမ်းရမ်းနဲ့ခံတယ်ဈေးနှုန်းကလည်းတတ်တာတယ်ဂိမ်းစော့တာလည်းကောင်းတယ်ပထီလည်းခံတယ်ပြီးတော့ပြီးဖုန်းမှန်များလည်းအကြီးပဲအခုမှထွက်တဲ့ဖုန်းလည်းဖြစ်တယ်အရန်ကိုအဆင်ပြေတယ်နော်နိုးမေဝယ်လဲဝယ်တက်တယ်ရောငါတောင်းပြီးဂိမ်းတောင်းပြီး ဒီဖုန်းကလေတခြားဖုန်းနဲ့မတူဘူးတခြားဖုန်း Android ဖုန်းနဲ့လည်းမတူဘူးသူက Android ဖုန်းနဲ့မြင်နေတယ် ဟုတ်လားအဆောက်လုံးအဆောက်ငါ့ကိုပြောပြဘာလို့လဲငါအပြင်သွားတဲ့ဒီဖုန်းလေးကိုငါဒီလိုခါကြထူပြီးသွားတဲ့ချိန်ကျရင်ငါတငယ်ချင်းနေမေးငါအကုန်ပြောပြလို့တက်အောင်ဒီလားဟိုရွာနောက်ပိုင်းဟိုကောင်မတွေလေတော့ငါကြွားလို့ရအောင်ဒါကဘလို့အသုံးခံတာလေးဈေးနှုန်းကဘလောက်ပြီးသွားပြီဆိုဘလို့ကောင်းတာတွေကအစ Honda ဘလို့ Honda Android ဆိုတာတခြားဖုန်းနဲ့မတူဘူးသူက မြင့်နေ မြင်နေသူကတုံးရတာဘူးနေ အကြမ်းပန်းခံတယ် အကြမ်းပန်းနဲ့ခံတယ် ဂိမ်းစော့ကောင်းတယ် ဂိမ်းဆော့လည်းကောင်းတယ် ဖြဲကြည့်ကြမလို့တော့ဘူးမှန်ရမ်းကြည့်လို့မှန်သေးအဲ့လိုမှဖြဲကြည့်နေရတာလေအဲ့လိုညာဘက်တွေဆိုရင်လေโอเคကြိုက်တယ်ဂိမ်းတောင်းပြီးဂိမ်းစော့ရင်အစီပြေတဲ့ခါ ပြည့်တယ် အဲ့တော့အမစော့တဲ့ပါလေခရမ်းသီးကိုထပ်ပိုင်းနာတာအဲ့ဒီဟာကိုအဲ့ဂိမ်းတောင်းပြီးအမြန်တောင်းပြီးရင်ငါဖုန်းအားသွင်းထားပြီးနော်အခုဒီနေ့သွင်းမယ်ဆိုနောက်2ရက်ငါသွင်းစားမလို့တော့နော်ကြောက်တိတ်ချလောက်ထားပြီးအရန်ကြိုက်တယ်ဖုန်းနံပါတ် Honda HCD Honda HCD ဈေးနှုန်းက ဒီနှုံက3သိန်း4တောင်း အ 9 ရန်ဆင်ပြေတယ်အဲ့တော့မတငယ်ချင်းနဲ့ကန်ချင်းနဲ့ဆိုရင်လည်းညွှန်ပေးမယ်နော်နင်းတော့ဝယ်ပေးလိုက်ဟုတ်ပြီလား ဟုတ်ပြီ โอเคမမောက်တိတ်ချလေးလုပ်ပြီးအရန်ကြိုက်တယ်မမောက်လေးစားဖို့တော့ထမင်းဝိုင်းပြင်ထားပေးမယ်ဟင်းချက်ထားပေးမယ်မောက်အင်းချက်မတလုပ်ထားပေးဟဲ့သွားလေငါစိတ်ကောင်းနေတော့နင်းပြောနေတာနော်ငါစိတ်ကောင်းနေတော့ဒေါသထွက်လာမယ်နော်တိတ်ချလုပ်ထားပေးငါဖုန်းတော့လုံးဝမထိစေနဲ့နော်နောက်ပြီးထမင်းဝိုင်းပြင်ထားပေးမယ်ငါမောက်လေးကို